Hello ဒီနေ့မှာ Christian အတွက်မမှန်းချက်ပါမယ် Christian မှုကတော့မြင်တဲ့အတိုင်းပါပဲအပြင်ကရာသီဥတုတွေကမိုးလေးတစ်ဖွဲဖွဲနဲ့အရင်အေးချမ်းနေပြီနဲ့ Christian လေးကဒီကြနေပါတယ်ဒါတော့ပေါ်ရင်ပစ္စည်းတွေပေါ့နော်ပေါ်ရင်ပစ္စည်းတွေပြင်ဆင်နေတန်းတန်းနဲ့ Christian နေရာချနေပါလေအဲ့လိုပါပဲကုမဲ့ထိမ့်မဲ့လူမရှိတဲ့မမီတို့ရဲ့ life style ပေါ့နော်ဂရေရှန်ကိုမုံလာဥအဖြူရယ်ပြီးရင်ကင်မချီလုပ်တဲ့မုံညင်းရယ်ကြက်သားရယ်အားဖြည့်ဆန်ရယ်အဲ့ဒါနဲ့ကျွေးတယ်ပေါ့နော်အခုဒီကတော့ extra virgin olive oil လေးပေါ့နော် baby လေးအတွက်ချက်တာဆိုတော့အဲ့ဒါနဲ့စက်သွန်တွေကိုစီတက်နေပါတယ်ဘာဖြစ်လို့စီတက်တာလဲဆိုရင်ကြက်သားနဲ့ဆိုရင်ကြက်သားအမြင်နဲ့ထွက်မှာဆိုလို့ပေါ့နော်ပြီးရင်ကြက်သားထည့်ပြီးတော့ထပ်ပြီးတော့မွေးလိုက်ပါတယ်ကြက်သားနဲ့ပါရောပြီးတော့စီတက်လိုက်တာပေါ့နော်ကြက်သားရဲ့အမြင်နဲ့ကြောက်အောင်ကြက်သားလေးလည်းအနှဲငယ်တော့ကြက်လာပြီဆိုလို့ရှိရင်အပြင်ပိုင်းလေးကြက်လာပြီပေါ့နော်အဲ့လိုအနေထားဆိုလို့ရှိရင်တော့အဖြည့်ဆန်ထည့်လိုက်ပါတယ်ဒါ baby လေးအတွက်ထုတ်ထားတဲ့ဆန်ပေါ့နော်အဲ့ဒီဆန်နဲ့လည်းချက်ပါတယ်အစတော့လူကြီးစားရဲ့ဆန်တွေပါတယ်နည်းနည်းပါးပါးတစ်ချက်ပြီးပြီးတယ်ဒါပေမဲ့လူကြီးစားရဲ့ဆန်ကျတော့မှာတော့ကလေးအတွက်အဆင်မပြေဘူးပေါ့နော်ပြီးရင်တော့လိထားတဲ့မုံလာကိုအဖြူနဲ့မုံညင်းရွက်နဲ့ကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့မှုရယ်ပေါ့နော်တူရမှာဆိုလို့โอเคကျင်းသားလောက်အောင်မှုပြီးတဲ့အခါမှာတော့ရေဒါပီပီလေးတွေအတွက်ထုတ်ထားတဲ့ကြက်သားမုံပေါ့နော်ဒါလေးကိုအရသာအနေနဲ့နည်းနည်းလေးထည့်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အရသာအရန်တော့မခံစားရဘူးပေါ့နော်လူကြီးတွေရဲ့ပါစက်နဲ့သူကကြက်သားအမှုန့်မယ်ဆိုတော့လေပြီးရင်အဟာလို့တမအောင်လို့နည်းနည်းတော့ဒီနဲ့အောင်ထောက်မှွေလိုက်ပါသေးရဲ့ပြီးရင်တော့အသီးရွက်မြုပ်ယုံလေးရေးထည့်လိုက်ပါတယ်ရေးထည့်ပြီးတဲ့အခါမှာမှွေပြီးတော့ဖုံးလေးအုပ်ပြီးတော့တည်ထားမယ်ပေါ့နော်အပြင်မှာတော့ရာသီဥတုကမိုးကလည်းနည်းနည်းစဲသွားပြီဆိုတော့ကြည်လင်သာယာနေပါတယ်ဒါပေမဲ့ Christian ရဲ့ mood ကတော့မကြည်သေးပါဘူးအခု9မိနစ်10မိနစ်လောက်9မိနစ်လောက်ဖြစ်နေချိန်တည်ပြီးတဲ့အခါမှာတက်ကြည့်လို့ဒီလေတော့တင့်နေတိုင်းချောင်းသွားလို့ရှိရင်တော့ဒီလေးပိတ်လိုက်ပါတယ်ပြီးရင်တော့ဒီဟာအကုန်လုံးကိုကျိတ်ဆက်နဲ့ကျိတ်မှာဖြစ်ပါတယ်